အာဆင်နယ်အသင်းက back to back နှစ်နှစ်ဇက်တိုင်း semi final ကိုတက်ရောက်ခဲ့ပြီးဒီနေရာမှာဆိုရင်အာဆင်နယ်ကမကျူးဝါဖြစ်လာပြီလို့ပြောလို့ရတယ်ပထမအကျော့ Sporting အင်ကွင်းမှာအာဆင်နယ်က 0-1 နဲ့အနိုင်ရရှိခဲ့ပြီးတော့အာဆင်နယ်အင်ကွင်းမှာပဲအာဆင်နယ်က0-0နဲ့တရေကျပြီးတော့အာဆင်နယ်က semi final ကိုတက်လှမ်းခဲ့ပြီးအာဆင်နယ်ကဒီပွဲမှာကစားပုံတော့အရင်မကောင်းဘူးဒါပေမဲ့နေ့စနစ်ကြတယ်ပြိုင်မဲ့အသင်းကိုအခွင့်အရေးတွေအများကြီးမပေးဘူးသူကိုယ်တိုင်ရဲ့အခွင့်အရေးကိုများများစားမယူဘူးပြိုင်မဲ့အသင်းကိုလည်းအခွင့်မပေးဘဲနဲ့ထိန်းချုပ်ပြီးတော့ကစားတယ်ဒီနေရာမှာကျွန်တော်တခုမြင်လိုက်တာအာဆင်နယ်အသင်းကပင်နတီပေးလို့ရတဲ့အနေထားတစ်ခုကိုတော့ကျွန်တော်တွေးခဲ့တယ်ပင်နတီပေးလို့ရနှလုံးရှိတယ်အဲ့နှလုံးကပထမအလုံးဆိုရင် Sporting ကစားသမားကအာဆင်နယ်ရဲ့ area ထဲမှာဘောလုံးကိုကင်ထားတဲ့အချိန်မှာအာဆင်နယ်ရဲ့ကစားသမားဟင်ကာဘေးက Sporting ကစားသမားရဲ့ချီကုံလေးကိုဖျက်ထုတ်မိသွားတယ်ဖျက်ထုတ်မိသွားအောင်ဒါကစားသမားကလည်းနာကျင်အောင်ဆောင်ပြီးတော့ဒါလှည့်ချသွားတယ်ဒါထိုင်ရတော့ဒီလုံးလှစ်ချူပြီးတော့ပင်နတီမပေးခဲ့ဘူးနောက်တစ်လုံးဆိုရင်မော်စကွေယာကဒီ Sporting ကစားသမားအာယူဂျိုကိုကြောကိုပိတ်တွန်းလိုက်တာအာယူဂျိုခေါင်းတိုက်သွင်းမဲ့အလုံးကိုကြောပိတ်တွန်းတာဒီလုံးကလည်းပင်နတီပေးမယ်ဆိုရင်ပေးလို့ရတယ်ဒါပေမဲ့ပင်နတီမပေးသွားဘူးဒီလုံးတွေကပင်နတီပေးမယ်ဆိုရင်ဒါရလက်တွေကတမျိုးတစ်ဖုံဖြစ်သွားနိုင်တယ်ကျွန်တော်တို့အာဆင်နယ်အသင်းနဲ့ semi final ကိုတက်ရခြင်းမှာတက်ရနိုင်တယ်ဒီပွဲမှာအရင်ဘုံမောင်းနဲ့ပွဲအောင်လိုမျိုးမဟုတ်ခဲ့ဘူးဒီဘက်မှာတော့အာဆင်နယ်အသင်းက organize ဖြစ်နေကစားသွားတယ်ကစားပုံတော့အရန်ကောင်းတယ်လို့တော့မဟုတ်ဘူးဒါပေမဲ့ဒီကွင်းလယ်နဲ့ခံဆက်ကတော့စူးစင်းမှုကြစ်လက်မှုတွေရှိတယ်တိုက်စစ်ကတော့အရင်လိုမျိုးပဲမကောင်းနေဘူးတော်တော်လေးကိုညံ့တယ်တိုက်စစ်ကတော့ဒီ York ဆိုရင်လည်းဒီပွဲမှာဆိုရင်တော်တော်လေးကိုညံ့တယ်York ကဘလုံးရတဲ့ခါကျရင်အေယာထိတ်ကနေအပြင်းကန်သွင်းတယ်အပြင်းကန်သွင်းမိမယ်လေဒါအပေါ်ထောင်ပြီးတော့ငှက်ပစ်အလုံးတွေပဲဖြစ်သွားတယ်ပြီးတော့ရင်တကယ်လို့သူဘလုံးလက်ခံရရှိတဲ့ခါကျရင်လည်းကိုကစားသမားရဲ့လမ်းကြောင်းတွေကိုချပေးတဲ့ခါကျရင်လည်းလမ်းကြောင်းတွေမှာတခြားစီတွေဖြစ်တယ်သူ့ကြောင့်ဘလုံးတွေနှောင်နေတယ်သူ့ကြောင့်ဘလုံးတွေပြတ်ထားတွေများတယ်အဗာဂျီအစေးကလည်းအေယာထိတ်ကနေပြီးတော့ဒီနေ့ပွဲမှာဆိုရင်တောက်လျှောက်အပေါ်ထောင်ပြီးတော့ကစ်နေတယ်ကစ်တွေပဲကစ်တယ်ဂိုးကန်သွင်းမှုတွေမရဘူးမာတင်နယ်လီကဒီဘက်မှာခြေစွမ်းကောင်းတွေမပြနိုင်ဘူးမာတိုအိုကေကတော့မစိုးပါဘူးမာတိုအိုကေကသူ့ရဲ့ဒီ interview skill တွေသူ့ရဲ့ solo run တွေအရန်ကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ပြောနေကြတိုင်းမာတိုအိုကေက unproduct ညံသေးတယ်သူ့ရဲ့အဆုံးသက်တေချာမှုတွေမရှိဘူးကိုလူကိုပေးထိုက်တဲ့နေရာမှာလည်းမပေးနိုင်ဘူးဒါညံ့တယ်ရာဆိုရင်ဒီပွဲမှာနှစ်ကြိမ်လောက်မှားတယ်ဒါခက်မသိရင်သူပထမလုံးပေးတဲ့အလုံးဆိုရင်ဒါမော်စကွဲယာဖြတ်ထုတ်လိုက်လို့မော်စကွဲယာမဖြတ်ထုတ်နိုင်ဘူးဆိုရင်ဒါ Sorek ဂိုးသွင်းသွားတဲ့အနေထားမှာတော့ရှိတယ်ဒါရာရဲ့ခုနောက်ပိုင်းဆိုရင်နည်းနည်းလေးအမားလေးတွေခက်စိတ်စိတ်လေးတွေတွေ့လာတယ် Sporting ကတော့များများစားအခွင့်အရေးတွေမရခဲ့ဘူးဒီအာရူဂျိုဒီကာတာမိုးကို cross ထောင်ပေးတယ်ကာတာမိုးကနေဘယ်နဲ့အပြင်းမြေမကျကန်သွင်းတယ်အဲ့လုံးကအာဆင်နယ်ရဲ့ဒီညာဘက်တိုင်ကိုမှန်သွားတယ်ဒီလုံးလေးတော့တော်တော်လေးကြောက်စရာကောင်းတဲ့အနေထားမှာရှိတယ်တော်တော်လေးကိုတဲထိတ်ရင်မှုဖြစ်ခဲ့တယ်နောက်ဆုံးတစ်လုံးကတော့ဒီမိနစ်အချိန်ကို4မိနစ်ပေးပြီးသွားပြီအဲ့အချိန်မှာအေရီယာထိတ်ကလည်းကျလာတဲ့ဘောလုံး Sporting ကစားသမားအပြင်းကန်သွင်းတယ်ကိုသမားရဲ့ဒီညာဘက်ဘေးနားလေးကတ်ထွက်သွားတယ်ဒါတော်တော်လေးကိုဒါကန်ကောင်းတယ်မနော်ဒီလုံးနေတာပေးရမှာဆိုရင်ဒါရလက်တွေလည်းတမျိုးမျိုးပြောင်းလဲသွားနိုင်တယ်ဒီနေရာမှာအာဆင်နယ်အသင်းကဒီဘုံမောင်းနေပွဲရလို့မဟုတ်ဘဲနဲ့ကစားပုံတော့နည်းနည်းလေးကောင်းလာတယ်ဆိုပေမဲ့ဒီကျွန်တော်တို့တိုက်စစ်ဒီကစားသမားတွေကရှက်မဖြစ်ဘူးဒီရှက်ဖြစ်ဖို့တော့လိုသေးတယ်ဒီကစားထက်မြက်နဲ့ဂိုးကန်သွင်းခွင့်တွေရှုံ1 shot 1 goal တွေရဖို့လိုအပ်တယ်ဒီလိုကစားသမားတွေကောင်းနေဖို့လိုအပ်တယ်ဒီလိုမျိုးတွေဒါကောင်းနေမှဒါကျွန်တော်တို့ဒီ Man City ရဲ့အင်ဝင်ကိုတွားပြီးကစားတဲ့အခါမှာကျွန်တော်တို့အသင်းမရှုံးမှုတေးကြမှာအနည်းဆုံးတေးကြမှာဒီလိုသာမဟုတ်ဘူးဆိုရင်ကျွန်တော်အသင်းဒါရှုံးသွားနိုင်တယ်ဒါဒီတစ်ဖက်ကတော့ကျွန်တော်အတွက်ဒါတကယ်ကိုအရေးကြီးဆုံးတဲ့အချက်ရောက်တယ်ဒီနှစ်မှာလုံလာခဲ့သမျှအရာအားလုံးရဲ့အရေးကြီးဆုံးအခြေအနေတစ်ခုရောက်ရှိလာပြီဒီပွဲမှာလားဒီ Man City နဲ့လာမယ့်ပွဲမှာလားကျွန်တော်တို့အသင်းရှုံးနေခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒီ Premier League တောင်မှအခက်မသိရင်လက်လွတ်သွားနိုင်တဲ့အနေအထားမျိုးရှိတယ်ဒီတော့ကြောင့်ကျွန်တော်တို့ဒီ momentum ကိုပဲထိန်းချုပ်သွားပြီးတော့ Man City နဲ့အဝင်မှာတည်ကြအောင်ကစားသွားဖို့လိုအပ်တယ်ညီကိုတို့ကဒီပွဲမှာဘယ်လိုမြင်ကြလဲညီကိုတို့အမြင်လေးကိုပဲပြောသွားပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်